တွေ့ရင်ဒီယူပါယုံမှာတာယာမှုသဘောလေးမတာယာမှုသဘောလေးယူပါယုံကြောင့်ဒုက္ခဒုက္ခယူပါယုံအကြောင်းပြုကုသိုလ်အကုသိုလ်ဆိုတဲ့သဘောတရားတွေအလိုလိုဖြစ်ပေါ်လာဟုတ်လားတခုမြင်ကြိုက်ကြလေးရှိရင်ကြိုက်တယ်မဟုတ်လားမကြိုက်เสียရှိရင်လည်းမကြိုက်ဘူးဟုတ်လားတခုမြင်လိုက်တော့စိတ်ထဲမှာညစ်သွားတာရှိတယ်တခုမြင်လို့စိတ်ထဲပြောလာတာရှိတယ်အဲ့ဒီဟာသဘောတရားတွေစိတ်သိလို့ခေါ်နော်အဲ့ဒါကကျွဲဦးကြီးပါတွဲနေတယ်ဒါကြောင့်မလို့စိတ်နဲ့စိတ်သိကဧကုပ္ပါဒဧကနိရောဓဖြစ်အတူပြည့်အတူတွဲတယ်စိတ်ဖြင့်စိတ်သိဖြစ်တာအဲ့ဒါစိတ်သိနှစ်ပါးစုံကိုနံတရားလို့ခေါ်တယ်နော်နံတရားဆိုတာစိတ်သိဖြစ်တာတရားနှစ်ပါးစုံနံတရားကိုတို့လိုနဲ့လိုရင်းပြောမယ်ဆိုရင်သိမှုနဲ့တကွသိမှုမှဖြစ်ပေါ်လာတဲ့သဘောတရားတွေနံတရားခေါ်တယ်ရုပ်တရားဆိုတာပါလေဥပတိကိုဒီဆွဲထားတဲ့ရုပ်မှန်မြင်ရုပ်သွားမတင်တဲ့အယုတ်ကြီးကိုဟုတ်လားဘုဟုဆရာထူထားတဲ့ရုပ်ကိုရုပ်သွားမတင်တဲ့ဟုတ်လားအခုတို့ခန္ဓာကိုယ်ကြီးလူယုံနာယုတ်ကြီးကိုရုပ်လို့မတင်တဲ့ဟုတ်လားရုပ်ဆိုတာကသဘောလေးစပ်တာရှိတယ်ရုပ်ပတိတိရူပံရုပ်ပတိလက္ခဏာရူပံရုပ်ပတိတိဖောက်ပြန်တဲ့ဣတိတမထိုးကြောင့်ရူပံယုတ်ကြီးရုပ်ပတိလက္ခဏာဖောက်ပြန်တတ်သောလက္ခဏာကြောင့်ရူပံယုတ်ကြီးဖောက်ပြန်တဲ့သဘောတရားအမှန်ကိုသာရုပ်ခေါ်တယ်ရုပ်ပတိရုပ်အတူကရုပ်ဖောက်ပြန်တဲ့သဘောရှိတာကိုရုပ်ခေါ်တယ်အဲ့ဖောက်ပြန်တဲ့သဘောရှိတဲ့ဟာကိုရုပ်ခေါ်တယ်ရုပ်ကတရားစားတာတတိလေးပါးအစားပထဝီအာဘောတိဇောဝါရောဒါမဟာဘူတယုတ်လေးပါခေါ်တယ်ပထဝီဆိုလို့မြေကြီးသွားပြီနဲ့နော်ပထဝီဆိုတာမာမှုပြောမှုသဘောအမူအရာလက္ခဏာလေးပါရှိဝါရောဆိုတာထောက်ကလှုပ်ရှားတဲ့သဘောအမူအရာလက္ခဏာလေးပါရှိတယ်တိဇောဆိုတာပူပူအေးမှုသဘောအမူအရာလက္ခဏာလေးရှိတယ်ဝါရောဆိုတာအာဘောဆိုတာဖွဲ့စည်းယူစည်းတဲ့သဘောအမူအရာလက္ခဏာအဲဒီပထဝီအာဘောတိဇောဝါရောဒီဥသောမဟာဘူတယုတ်လေးပါစုတဲ့အခါကျတော့အဲ့ဒီထဲကဝဏဆိုတဲ့အရှင်လေးပေါ်တယ်ဂန္ဓဆိုတဲ့အနံ့ပေါ်တယ်ရတ္တဆိုတဲ့အယတပေါ်တယ်ဩဇာဆိုတဲ့တတိပေါ်အဲဒီကပေါင်းလိုက်ရင်ဘယ်နှခုဖြစ်လာလဲဆိုရင်ဖြင့်ပထဝီအာဘောတိဇောဝါရောဝဏဂန္ဓရတ္တဩဇာဖြစ်မျိုးဖြစ်လာအဲဒီဖြစ်မျိုးပေါင်းစုပြီးတဲ့အခါကျတော့မှယုတ်ဝတ္ထုတွေတစ်ခုဖြစ်တယ်အဲဒီယုတ်ဝတ္ထုတွေကိုယုတ်ကလခေါ်တယ်အထကလယုတ်ဆိုခေါ်တယ်ဒါကြောင့်လည်းတစ်ခုရဲ့အပေါင်းအစည်းအပြင်ဖြစ်ပေါ်လာတဲ့ယုတ်တရားမလို့အထကလယုတ်အဲဒီအထကလယုတ်ကတစ်ခုပေါင်းစုပြီးထွက်လာတော့အတော်ကြီးသလားမှလည်းမကြည့်ဘူးဘလောက်သိနေတယ်လဲသိနေပုံလေးမြတ်စွာဘုရားပမာဏအားဖြင့်သိလောက်အောင်ဥပမာပြလူတို့အုတ်ခေါင်းမှာရှိတဲ့သန်းဥလေး36စိတ်တစ်စိတ်ဘယ်အရွယ်လောက်ရှိနေဆိုရင်ຫນွေကယထာဘိန်းကလူမြူမှုန်လေးလောက်ရှိတယ်မြူမှုန်လေး36စိတ်တစ်စိတ်အဲ့ဒါကိုစိဇာရီမြူခေါ်တယ်စိဇာရီမြူ36စိတ်တစ်စိတ်အနုမြူခေါ်တယ်အနုမြူ36စိတ်တစ်စိတ်ပရမာဏုခေါ်တယ်အဲ့ဒီပရမာဏုလောက်ရှိတဲ့ယုတ်ကလဒါတော့အကြာအချင်းဆိုရင်ဖြင့်လူတို့မျက်စိဖြင့်နောက်ဆုံးမြင်ရတဲ့မြူမှုန်လေးကိုအစိပ်ပေါင်း46,656စိတ်တစ်စိတ်အပိနဲ့ပိနေအဲ့ဒီကျေးဇူးရှင်တေဇောဘုရားရဲ့အဲ့ဒီယုတ်ကလသေးတွေပေါင်းကတိတသိန်းကတိပေါင်းတသိန်းပေါင်းစုလိုက်မှပေါင်းမှုပန်းကောင်းတော့ဗျာနော်အဲ့ဒီယုတ်ကလသေးကလောကကြီးတစ်ခုလုံးမှာအပြည့်သက်ရှိလောကသက်မဲ့လောကအကုန်အပြည့်ယုတ်ဆိုတာကချုပ်ဆုံးပြည့်စည်ခြင်းသဘောရှိတယ်ဒီယုတ်ကလသေးကချုပ်ဆုံးပြည့်စည်ခြင်းသဘောရှိတယ်ဒီယုတ်ကလသေးတွေကပထဝီကအမာခံလေးတည်ပြီးတဲ့အာဘောကဖွဲ့ပြီးတဲ့ဝါရောကထောက်ကံပြီးခြေစောကလောင်လိုက်အဲဒီယုတ်ကလသေးကဖြစ်ပြီးခဏလောင်ကျွမ်းထုတ်နေကလေးတွေကစားတဲ့မိဘမှာမိပွင့်လေးတွေရှိတယ်ဟုတ်လားအဲ့ဒီမိပွင့်လေးကဖြတ်နဲ့မိပွင့်လေးလို့ပေါ်လာဖြတ်နဲ့ငြိမ့်သွားတယ်ခန္ဓာအိမ်ထဲမှာရှိတဲ့ယုတ်ကလသေးကလည်းဖြတ်နဲ့ဖြစ်ပြီးဖြတ်နဲ့ငြိမ့်တယ်ခန္ဓာအိမ်ထဲတဲ့ပုံဒီကောက်ဆိုင်ထဲမှာရှိတာဒီဒုံကြီးထဲမှာရှိတာဒီတောက်ထဲမှာရှိတာဒီကော်စောထဲမှာရှိတာယုတ်ကလမှန်နေတယ်ဒီတိုင်းပဲဖြစ်ပြီးခဏလောင်ကျွမ်းထုတ်နေတယ်သက်ရှိသက်မဲ့လောကကြီးတစ်ခုလုံးကယုတ်ကလတွေအပြည့်ငါသက်မဲ့လောကဆိုအသက်မပါတာဝိညာဉ်မပါတာလို့သက်ရှိလောကဆိုလူနာတဘောပါလို့ဒုက္ခနာအိမ်ထဲမှာလည်းယုတ်ကလတွေအပြည့်ဒီယုတ်ကလတွေကလည်းခုနပြောတဲ့ဒီဇောတဤတတိကြောင့်အမြဲတမ်းလောင်ကျွမ်းချုပ်ရင်းနေတယ်အဲဒီယုတ်ကလတွေတစ်ခုချင်းအပြင်လောင်ကျွမ်းချုပ်ရင်းတာသိလို့ရမှာမရသိငယ်တော့အားဖြင့်သို့တော်လည်းယုတ်ကလတွေအစုကိုပြုံလိုက်အားလုံးလောင်ကျွမ်းချုပ်ရင်းနေတယ်လောင်ကျွမ်းချုပ်ရင်းနေတဲ့အတွက်ကြောင့်လောကကြီးတစ်ခုလုံးကတည်မြဲခြင်းမရှိဘူးယိုရင်းပျက်စီးခြင်းကကျင်းတဲ့ဝတ္ထုပစ္စည်းရှိပါလားဒီကောက်ထိုင်ကြီးကတီးနေနော်တီးနေပါတနေ့ကျပြက်မယ်မဟုတ်လားဟမ်ဒီကမ္ဘာလောကကြီးလည်းတနေ့ပြက်မှာပဲမဟုတ်လား
တည်မြဲနေတဲ့ဟာဘာမှမရှိဘာကြောင့်လဲသူတို့အခြေခံတည်ပြီးတဲ့ယုတ်ကလတ်တွေကတည်မြဲခြင်းမှမရှိပဲလောကကြီးကဘယ်ဟာမှမတည်မြဲဘူးမတည်မြဲတဲ့သဘောအနိစ္စသဘောနော်ယုတ်ကလတ်တွေကလည်းတစ်ခုချင်းအပြင်မှာပြောမမြဲဘူးယုတ်ကလအစုပြုံဖြစ်တဲ့ဝတ္ထုပစ္စည်းတွေကလည်းမမြဲဘူးယုတ်ကလအစုပြုံဖြစ်တဲ့ခန္ဓာကိုယ်အတ္တဘောကြီးတွေကလည်းမမြဲဘူးဘာကြောင့်လဲဒီခန္ဓာကိုယ်အတ္တဘောကြီးဖွဲ့ထားတဲ့အတွင်းသားဖြစ်တဲ့ယုတ်ကလတွေကလည်းခဏမသက်တသေးသေးနဲ့ဖျိုးဖျက်ပြိုကွဲပျက်စီးလောင်ကျွမ်းပျက်စီးချုပ်ဆုံးပျက်စီးနေတယ်နော်အဲဒီပျက်စီးနေတဲ့သဘောအစဉ်ကြီးကရှိတယ်နော်အခုမီးကြောင့်လည်းပြိုးထိုးအခုပြန်ထတော့ခုနမီးရှိသေးတာမင်းပြောတာဘယ်တော့ပထမကြီးကြောက်ပါတယ်မင်းကသူအချိန်ကဝါနဲ့လောင်ပြီးသွားနေတယ်မဟုတ်လားလောင်တာမသွားရင်တို့ RES ကိုပတ်သက်ပေးကြတော့မလို့ဘူးမင်းတို့ကိုယ်ထဲမှာလည်းစားသုံးထားတဲ့အာဟာရဩဇာတတ်ပြီးဒီလိုလုံးပြန်တယ်ကိုယ်ထဲမှာလည်းချုပ်ဆုံးနေတာမချုပ်ဆုံးပြီးဒီတိုင်းနေတယ်ဆိုတော့သမင်းစားကြတော့မလို့ဟုတ်တယ်မဟုတ်လားဥပမာဖျောင်းနိုင်နေတဲ့တိုင်းကြည့်ဟုတ်လားမိတော့ကလေးမြင်နေတာတော့မိတော့ကလေးအဲဒီမိတော့ကခါလာရဒီမိတော့ပဲရှင်အနာကကြည့်တော့ဟုတ်နဲ့ခိုးတွေထွက်မသွားဘူးလားဟမ်ဖျောင်းစီကတခါအားဖြစ်ပြီးအစ်ဖြစ်နေနော်အစ်ဖြစ်တာတွေလည်းဖြစ်တယ်အဟောင်းတွေလည်းပြက်နေတယ်အဲဒီမိကြောင်းထဲမှာမိအချိန်ဟွာတဲ့တခါလဲဆက်နေမျက်စိအပြင်ကြည့်လို့မမြင်လို့ကိုယ်ထဲမှာလည်းအချိန်ဟွာအပြင်လောင်ကျွမ်းချုပ်နေတဲ့ယုတ်ကလအခိုးတလူလူနဲ့အကုန်လုံးဆက်နေလို့အမြင်ကုန်းနေတာမကုန်းတဲ့တခဏမကြည့်ဘူးဟုတ်လားအသားကလည်းတမပတ်ဆက်ဖြစ်နေတာဘာဖြစ်နေလဲဩဇာတတ်စီကဖြစ်တယ်ဘယ်ဩဇာတတ်စီလဲစားသုံးမျိုးတောက်ရတဲ့အာဟာရဝတ္ထုကနော်ဝင်းထဲရောက်တော့ပတ်စတိတော့တတ်ချက်အငြိအကျေးတွေတစ်ဖက်သွားဖြစ်ပေါ်လာတဲ့ဩဇာတတ်စီကဒီလိုလုံးအပြန့်အနှံ့ချုပ်ဆုံးသွားတဲ့ယုတ်ကလတွေတမတ်တဲ့စားပြီးအဲ့တော့ယုတ်ကလတွေကပြက်တဲ့ကလတွေကပြက်သွားတယ်ဖြစ်တဲ့ကလတွေကဖြစ်အစားခါတမတ်တဲ့နော်ယုတ်ကလအားဖြင့်ကောင်းရင်လူကတခါလဲရှင်လမ်းပြီးတော့ယုတ်ကလအားဖြင့်နဲ့တော့သူကပိန်ဆုံးတာအခုကြည့်ပါလားအကုန်လုံးညှို့တိုးတာညနေယုတ်ကလအားမှသိမှဖြစ်အောင်ပြီးတော့ဟုတ်တယ်ဆိုတော့လေအဲ့ဒီမှာအဲ့ဒီဟာတွေဆင်းခါသိအဖြစ်ထုတ်ကုံဆုံးနေတဲ့သဘောတရားတွေကိုလက်နာရေးသုံးပါးတင်ပြီးရှုနိုင်တဲ့အခါကျတော့အဲ့ဒါပြန်ကြည့်တယ်နော်ဝိပဿနာအလုံးလုပ်တယ်ဆိုတာကခန္ဓာတွင်းဉာဏ်တွင်းပြီးတော့အင်းဣဇဒမှာသဘာဝအဖြစ်ယုတ်ကလတွေအပြည့်ရှိတယ်နော်အဲ့ဒီယုတ်ကလတွေဟာဒီသောတာဤစသည်ကြောင့်အမြဲလောင်ကျွမ်းခြုံငိမ့်နေအဲ့ဒီခြုံငိမ့်နေတာတွေကိုကာယဝိညာဉ်သိဖြင့်ကာယအတိမှာကာယတမ္ပတ္တဝေနာအဖြစ်တွေ့ပြီးသိရနော်ဒါကြောင့်သမာဓိအမတန်အရေးကြီးတယ်သမာဓိအားကောင်းမှအပြင်းမှာသဘာဝအချင်းအမတန်ပိန်နေစသွားတော့ဒီယုတ်ကလတွေဖောက်ပြန်ထုတ်ဆုံးနေတာကိုကာယတမ္ပတ္တဝေနာနဲ့ကိုယ်တိုင်ခံစားပြီးသိရခန့်သက်ဖြစ်ရအဲ့ဒီအဖြစ်သွားမှာနော်ဒါကြောင့်သမာဓိအားမွေးပါသမာဓိကြည့်အောင်အားသမာဓိကြည့်အောင်လုပ်ပါရှားရတော့သမာဓိမဖြစ်ရဘူးနော်အဲ့ဒီတော့ဝိပဿနာလို့ဆိုတာပညာကိုပါပြီးပမတ္ထသဘာဝယုံနာနဲ့အနိစ္စဒုက္ခအနတ္တရှုတာယုံနာလို့သဘောတရားကြားပြီးဟောကြားတာပြီးပြီးတော့ဝိပဿနာလုပ်ငန်းတက်တဲ့အခါမှာအခြေခံပညာအနေနဲ့ဒီဟာတွေပြောထားတာနော်ဒါတွေလည်းသိတိုက်သိအပ်နော်ဒီတော့ဝိပဿနာအလုပ်လုပ်တော့ဘာရမလဲတဲ့ဘယ်လိုမေးမှာဟုတ်လားတို့ယုံကအလုပ်လုပ်တော့လာကရဟုတ်လားမင်းကြောင်းနေတော့ဘာရပညာရတယ်ဟုတ်လားဝိပဿနာအလုပ်လုပ်တော့ရဟာကွာနော်ဝိပဿနာဉာဏ်ကုသိုလ်ဖြစ်ဝိဇ္ဇာဉာဏ်ကုသိုလ်ဖြစ်အနိစ္စကိုသင်မြင်ပေါက်အောင်အနိစ္စဝိဇ္ဇာဉာဏ်ဖြစ်တယ်ဒုက္ခသဘောတရားသင်မြင်ပေါက်အောင်ဒုက္ခဝိဇ္ဇာဉာဏ်သဘောတရားဖြစ်တယ်အနတ္တသဘောတရားသင်မြင်ပေါက်အောင်အနတ္တဉာဏ်အနတ္တဝိဇ္ဇာဉာဏ်ပေါက်နော်အဲဒီဟာကဒီအနိစ္စသိလာတဲ့အခါကျရင်ဒုက္ခသဘောတရားအတဲမှာရုပ်တရားကလတ်အမြဲတည်းလောင်ကျွမ်းချုပ်နေတယ်သိတာတဲ့အခါကျရင်တို့တာမညာအချင်းရှားလို့နားလို့ပထမကြီးတို့ငတ်နေလို့တို့ဆင်းရဲတာမျိုးပုတ်ခနဲ့ဒီခန္ဓာအေးကြီးမှာအခါခတ်သိမရမနာလောင်ကျွမ်းချုပ်နေနေတဲ့သဘောကြီးရှိနေတယ်ဆိုတာသိလာဒုက္ခသစ္စာပိုင်းခြားပြီးအမျိုးမျိုးရောက်နော်ဒုက္ခသစ္စာပိုင်းခြားသိလာရင်ခုနကသစ္စာလေးပါးကိုသိတယ်ဒုက္ခသစ္စာပိုင်းခြားသိလာရင်သမုဒယသစ္စာပယ်တယ်နော်သမုဒယသစ္စာပယ်ရမယ်သမုဒယဆိုတာဒုက္ခရဲ့အကြောင်းအာဟုတို့လည်းဒုက္ခရဲ့အကြောင်းသမုဒယနဲ့အာဟုတို့ရာဟုနဲ့သမနဲ့အခေါ်သာလွဲတဲ့အတူတူပဲနော်ဒုက္ခရဲ့အကြောင်းဖြစ်တဲ့အာဟုတို့တွေကိုခုနပြောတဲ့အနိစ္စဝိဇ္ဇာညာဒုက္ခဝိဇ္ဇာညာအနတ္တဝိဇ္ဇာညာခြေပြင်း
အာဟုသို့ကုန်ခြင်းပြု